ဖွားတွေကိုကိုယ့်ရဲ့မိဘလိုကိုယ့်ရဲ့ဖိုးဖွားလိုတကယ်စေနာမေတ္တာတောင်းပြီးတော့မှကျွန်တော်တို့ဆောင်ရွက်ပေးတဲ့ရှိပါကြောင်းကျွန်တော်နေတာပြပြလို့ပါခင်ဗျာကျွန်တော်ဖိုးဖွားရည်ရဲ့တွဲဘက်တွဲမှုတောင်းဝန်လက်ရှိတောင်းဝန်ထားဆောင်နေပါတယ်ကျွန်တော်တွဲဘက်တွဲမှုဖြစ်တောင်းပြီးတော့ကလာတော့ဆက်နေဝတ်တင်ပြောပြီးဥမာကိုနေကိုဝယ်စိတ်ပြပဲပြဥမာဟောတော့အားထိုက်ပြစောခီဥပမာခီမေသူတို့ပိုးနေကိုlet's have oh yeah let's have some begin can't you see that they make you have done you have dreamed that hard away forever yeah let's have none I'm the lonely one ကျွန်တော်နာမည်ကဒေါက်တာကျော်စွာလင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သားပါရှာမလဲဆွဲစားတီဆိုတော့ကျွန်တော်တို့တွေ့သူတွေ့သားဖူဖူဖွားဖွားတွေကိုဆွန်လျှော်ဖို့အတွက်ကျွန်တော်တောင်းခံနေတာအဖွဲ့ဖွဲ့ပြီးရဲဆိုဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့အဖွဲ့ကဖူဖွားရည်သားရဲ့စီမံခန့်ခွဲမှုကော်မတီရဲ့အော်မကျွန်တော်တို့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်နံပါတ်1ကကိုချင်းစာစိတ်ရှိဖို့လိုပါတယ်သူတို့ပေါ့ပါကျွန်တော်တို့လည်းသူတို့လိုပိုးဖွားတွေဖြစ်လာမှာပဲအဲ့ဒီချိန်မှာသူတို့နေရာမှာငါးသားနေဆိုတဲ့ခံစားချက်တွေကိုထားပြီးတော့ကျွန်တော်တို့ကကြိုးစားဆောင်ရွက်ကောက်ထပ်ပေါ်ပေးလျက်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီဖိုးဖွားရေးသားရေးသားမှုဖြစ်ပါခင်ဗျာကျွန်တော်မဲ့လောမြို့သားဖြစ်ပါခင်ဗျာကျွန်တော်တို့ဖိုးဖွားလေးရဲ့နေတဲ့ရဲ့ဝတ်ပြုချက်ခါပါခင်ဗျာကျွန်တော်ဥပနေမဆိုလဲကျွန်တော်ရဟန်းသားကလေးကြောက်လိုက်ဘာချင်ပါရတီလာပေးခံလဲပြီးတော့ကျွန်တော်တို့ဝါစတကလေးကားလို့လဲကျွန်တော်တို့ဖိုးဖွားရေးသားမှာအမှုခံရမှာလောက်ပါပေါ့ဟာဆော့ကျွေးလို့ပါလို့အဲ့ရကတိတင်ကကားတော့